အားလုံးပဲမင်္ဂလာပါကိုစစ်မျိုးတွေဆိုင်လေးကောင်းလို့လာပေးတာပါအပူလိုက်နေတဲ့ကိုမရှိလာဗျအပူလိုက်နေတဲ့ကိုမရင်ဘက်ကနှစ်လိုက်နေတဲ့ကိုမရဲ့အတွက်နှစ်ပတ်တီးပေးခဲ့၄နှစ်ဆိုပြီးတော့ကြနေနေမှာအောင်ဒီဘက်တော့ကတော့ပရိနာဆိုင်ကြလေးပါပဲဘယ်လိုတော့ဆိုတော့3 ပရိတ်10 ပရိတ်10 ပရိတ်3 ပရိတ်တနေ့ကုန်စုံကြရင်3 ပရိတ်စုံကြရတဲ့အပူဒီအပူ10 ပတ်အတွင်းမှာအပူကြကိုကြပေးရတယ်6 ပူ10 ပရိတ်10 ပရိတ်ထကြရတယ်3 ပရိတ်10 ပရိတ်10 ပတ်အတွင်းမှာအပူ3 ရှစ်တောပရိတ်ကြရင်ဒီဘက်မှာအပူ6 ပူအဲဒီရှစ်တောပရိတ်ကြရင်ရှစ်ဘက်မှာအပူကြကိုကြပြရမယ်ခွန်ပူ3 ရှစ်ပရိတ်ဆုံးကြတဲ့အတွက်ဒီဘက်မှာအပူကြကိုကြပြရမယ်1 ပူရှစ်တောင်းလေးကြတဲ့အတွက်ဒီဘက်မှာအပူကြကိုကြပေးရမယ်3 ပူဒီမှာရှင်းမရှိဘူး3 ရှစ်ပရိတ်တူကြတဲ့အတွက်ဒီကပွဲမှာအပူကြကိုကြပေးရမယ်3 ပူနောက်3 ရှစ်ပရိတ်တူပရိတ်ကြတယ်ပရိတ်ပါပရိတ်ကြတယ်3 ပါရှစ်3 ရှစ်ပရိတ်ပါကြတဲ့အတွက်6 ပူအပူကြကိုကြပြန်မရှိဘက်အတွင်းမှာနော်ဆိုင်လေးပါဆိုင်လေးပါဆိုတော့ဒီပွဲမှာ3 ရှစ်ဆိုပြီးထက်ကြထားတယ်3 ရှစ်ဆိုတဲ့အားကြတဲ့အတွက်အပူကြကိုကြရမယ်အခုမှဘာလို့ဆို၄ ခွက်ထဲပြီးမယ်ထွက်စင်တိုင်းပေါ့ပြက်ပင်တော့မရှိသေးဘူး6 ပူခွန်ပူ3 ပူ1 ပူ6 ပူခွန်ပူ3 ပူ1 ပူရမယ်စပြန်ပြမယ်ရှစ်တုံးဘရိတ်ထွက်တဲ့အတွက်အပူဒီ6 ပူ6 ပူခွန်ပူ3 ပူ1 ပူကဒီ6 ပူ3 ရှစ်ပရိတ်ကြတယ်ဒီပွဲမှာ3 ပူ6 ပူ3 ပူ6 ပူ3 ပူခွန်ပူ1 ပူ၄ ဘက်တယ်နော်ဒီပွဲမှာရှစ်တုံး6 ပူကြတယ်ဒီပွဲမှာရှစ်တုံးခွန်ပူဆိုပြီးကြတယ်ဒီပွဲမှာ3 ရှစ်ဆိုရိုက်တဲ့အတွက်1 ပူဆိုပြီးကြတယ်ကြတော့ကြတယ်ဒီဘက်ကန်နေတော့ဟုတ်ရှစ်တုံး3 ပူဆိုပြီးကြတယ်3 ရှစ်3 ပူဆိုပြီးကြတယ်3 ရှစ်6 ပူဆိုပြီးကြတယ်ဒီဘက်မှာ3 ရှစ်အပူက6 ပူခွန်ပူ3 ပူ1 ပူ၄ ခွက်ထဲပဲအပူထိုးခြင်းတဲ့ပုံမှာ10 ခွက်ကို4 ခွက်ကိုတင်းထိုး6 ခွက်ထဲပဲပြန်ကြမလို့အပူခဏလေးမွေးပြပါလာပါမယ်နောက်တစ်ဆိုင်ကဆက်ပြပါမယ်နောက်တစ်ဆိုင်နောက်ညနေနှစ်ခတ်ထွက်တိုင်းညီကိုခွန်ရှိတောက်ကြနေညနေနှစ်ခတ်ထွက်တိုင်းညီကို1 နှစ်တောက်ကြနေနှစ်ခတ်ရှစ်တဲ့နှစ်ခတ်ထွက်တိုင်းတောက်ကြနေညနေနှစ်ခတ်ထွက်တိုင်းညီကို3 4 ကိုရှိနှစ်ခတ်ထွက်တိုင်းနှစ်ခတ်ကြာလေးပြန်နှစ်ခတ်ကြာပြီတစ် ရှစ်နှစ်ခတ်ကြာတိုင်းညီကိုနှစ်ခတ်ထကြတယ်နှစ်ခတ်ကြာတိုင်း
ညီကိုတောင်းလေးဒီလေးကိုကုန်းငါကိုတောင်းညာတောင်း20နှစ်တောင်းကိုငါတောင်းမကြောက်ခွန်တောင်း6ဘူးတော့နက်ကကြပြီနက်ကကြလိုက်6ဘူးနက်ကကြလိုက်ကြည်ပွဲမှာညီကိုတစ်နှစ်ကိုရှိတောင်းရှိခွန်နဲ့တောင်းနဲ့ကိုတောင်းနာ6ခွန်တောင်းငါနက်ကကြပြီညီကိုပါလာမလဲတောင်းနှစ်ခွန်ရှိညီကိုနက်ခတ်ထကြတယ်ငါတို့ထကြတယ်ဒီဘက်ညီကို566554နော်54ရှိခွန်လေး6တောင်း88တောင်း3ည1တောင်းခွန်2844တောင်းခွန်8550တောင်း6ခွန်လေး2099တင်5တောင်းရခွန်နက်ခတ်ကြပြီညီကိုပြေးမလို့ဘူးရှစ်ခွန်မတောင်းရခွန်ဒီပွဲမှာရှစ်ခွန်နက်ခတ်မနက်ခတ်ကိုချနက်ခတ်ကြတယ်ဒီပွဲဒီမှာနက်ခတ်ပြောနက်ခတ်ဒီပွဲညီကိုပြေးမလို့ဘူးနှစ်တော့ခွန်ရှိညီကိုပြေးမလို့ဘူးကိုလေးဟာတဲ့ကိုရှိတောင်ရတောင်ကိုတဲ့နှစ်ရှိ16 6လေးခွန်ကို5လေးကိုလေး5ရှိတောင်ရတောင်4တောင်5ကိုတောင်ရရှိ6တောင်5ကိုမနက်ခကမကြသေးဘူးမနက်ခကြတယ်ညီကိုပြေးမလို့ဘူးအဲ့တော့အပူညီကိုအပူမှာတော့၄ခွက်ပဲထုတ်ပေးထားတယ်အပူနဲ့ညီကိုပေါ့ပြေးမလို့ဘူးအပူညီကိုမွေးအပူညီကိုမွေးညီကိုကတော့ကနန်းများတယ်ကနန်းကိုဝါပဲထုတ်ပေးမယ်ညီကိုကနန်းကိုခွန်ရှိ1နှစ်ကိုရှိ56ညီကိုမှာဆိုဒီလေးကွက်ပဲမွေးခွန်ရှိ1နှစ်ကိုရှိ56အာညီကိုမွေးအပူမှာဆိုရင်6ဘူးခွန်ဘူးတုံးဘူး1ဘူးပေါ့မွေးဒီလေးအဲ့ဒါလေးပေါ့ဘူးနဲ့ညီကိုတော့နက်ခတ်ဆိုင်နဲ့တော့ချင်နေနက်ခတ်ကြတိုင်းညီကိုပြေးမလို့ပြီးတော့တုံးရှိပါဝါဘရိတ်ရိုက်တိုင်းပါဝါဘရိတ်နေကုန်ရိုက်တိုင်းအပူတုံးရှိပါဝါဘရိတ်ရိုက်တိုင်းအပူမှာတော့ရင်နော်6ဘူးခွန်ဘူးတုံးဘူး1ဘူးညီကိုမှာတော့ရင်ခွန်ရှိ1နှစ်ကိုရှိ56အဲ့ဒါလေးမွေးထားပါလို့ကိုညီကိုကလင်နာဆိုင်လေးပဲတနေ့လာနေ့တော့တကွက်ကောင်းလေးတင်ဖို့တော့ရှိပါတယ်တကွက်သေးရွယ်တကွက်မှန်တကွက်ပေါ့တနေ့လာနေ့တကွက်သေးပဲကျေးဇူးတင်ပါတယ်အားလုံး